တိတ်ကမင်းနဲ့အကြောင်းနဲ့ကြိုးစားမိကဖျောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားကွယ်အောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်တကယ်တော့အချက်ကငါတို့ကာဗွန်ဒိုင်အောက်ဆိုက်နေလဲခုဆိုရင်ချက်လုံးနေပြီငါလည်းခုဆိုရင်ချက်သင်ပါပြီအိုးဘဝတွေချဝေးသွားမှာဘာမှလည်းခုငါသိနေလည်းခုဆိုချတောက်ရှိလောက်ပြီငါတွေ့ဘူးတဲ့လက်ကချတယောက်စီငါယုံလိုက်ပါပြီနေတော့ခုဆိုအချစ်သစ္စာလောက်ပြီနေငါကိုမောသွားတာလေဒါငါကြောင့်ပဲငါလုပ်တာပဲအားလုံးငါရဲ့ပြစ်တွေပဲနေချစ်သူသိဖို့ပြောချင်ရဲ့နေရဲ့ချိုက်တွေနေမချိုက်တဲ့စရိုက်တွေအားလုံးမင်းနဲ့ဝေးစေဖို့ကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်နှုတ်ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူထမ်းနာလည်းမှုများပေးပါငါမလို့ပြောခဲ့တဲ့ဒီပန်းလေးညို့သွားမှမလို့လာတော့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာတော့တော့ငါကိုငါထင်နေတာငါကမှန်တဲ့လူကိုအမှန်တဲ့လူဆိုပြီးတော့သူ့ကိုရံပဲမှုတပင်လဲဟုနောက်တပင်ကိုထုမဲ့ဆိုအဲ့ဒါလိုမျိုးကြံတဲ့လူမခံခဲ့ဘူးမင်းပြောတာတခုမှကိုငါလက်မခံခဲ့ဘူးဟုတ်ပါတယ်မင်းကနဲ့တွေ့ရင်မင်းတပြည့်ပြည့်ဆုံးရှုံးမှာပဲငါပွားတဲ့နေဝင်လာတာကိုပဲငါကရှုံးထုတ်တာနဲ့မင်းကိုမျက်လုံးရှုံးတာပဲပြောပြီးတဲ့သမုတ်ထုတ်တာပဲကိုဟုတ်နောက်ကလည်းချားသူလက်ဆက်ရှုံးတာမင်းစီလို့သွားလေငါပါပြမေးတာလို့နားလေပဝေးချင်ပြောလို့ပြချလေငါမင်းကိုဒိတ်ကထားတဲ့ကတနာလေမင်းကိုကတကယ်ပါတနာလေခုစစ်စားရင်ငါချက်ပါတယ်ချစ်စိတ်တဲ့မောကသွားတယ်ငါကတကယ်တော့အချမ်းသမားပဲချက်ကတော့တနာတယ်မင်းကတော့ငိုတာပုံများတယ်မင်းကကိုလိုတာများတယ်ပေါ်တာချက်တာကိုတီးသားနဲ့ငါလည်းစားခဲ့ချစ်ဆိုတာတကယ်နဲ့ကောင်းပဲမယုံကြည်လက်ဆက်သွားရင်မှာပဲပဝေးချင်ဝိုင်းကတားလဲမင်းကမကချက်တီးကထားမယ်ဟုတ်တယ်ကြာမတရားပဲဘာမှမင်းတော့မကြားခဲ့ဝေခဖို့တတိအားနဲ့ကြောင်းမှနဲ့မင်းထွက်မသွားပါနဲ့ချောက်ချားသွားနဲ့ကကြောင်းမှနေကြပါကျေးဇူးပြုပြီးငါနားကိုပြန်လာကွာကျေးဇူးပြုရဲ့ကွာမင်းငါတဲ့သူကိုမြန်နှုတ်ပေးပါကျေးဇူးပြုရဲ့ကွာမင်းသူထမ်းနာလည်းမှုများပေးပါငါနဲ့နှုတ်ပြောခဲ့တဲ့ဒီပန်းလေးညို့သွားမှမလို့လာတော့ပါကျေးဇူးပြုရဲ့ကွာဆုံးထိမင်းငါလို့ချစ်သွားပေးပါလို့လာတော့ဟာဒူဇိုပါမင်းရုံနဲ့မျောလေးချက်တွေကိုကုန်းရိုက်ချိုးကတနေ့မှပဝေထိုးကမင်းရဲ့ဝဲကိုထိုးပါဒီလိုမျိုးစိတ်သက်တွေကဆိုးရွားခဲ့အဲ့ဒီတော့ကလာရဲ့ချစ်ကပုံရက်ကိုထည့်ပါဝေါ်နေဝါတယ်ရိုက်စမ်းမကြည့်တဲ့သေးရင်ကဘာတစ်ပတ်ကိုတစ်ချက်စီဟာကဲတဲ့တော့ကမရှိတဲ့စလမဆိုတဲ့တက်တီပါနောက်ပြီးတော့မပြောတတ်ပါနဲ့စကားချက်တွေနဲ့ဟန်တီစက်ခပ်ပြီးကွာကဲတော့ပဲဆိုတဲ့ကောင်းမင်းပါပြီလားမင်းပြောတော့သူပြတ်ပြောပြီးသူကမင်းကိုတကယ်ထင်သေးသွားပြီသူ့ဘဝမှာမင်းမရှိလဲစင်ပြေတဲ့အိုတကယ်ဝေးသွားပြီတကယ်ဆိုမင်းကအပြောတဲ့တော့ပုံစံကလေးမှမနီဝေးရပြီအဲ့ကလေးပါဒီချိန်လုံးကငါရဲ့ချစ်သူလေးကိုခုငါတတိယသည်တိတ်ကမဲတဲ့ကြောင်းလေးစူးစမ်းမေးကဖျောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားခွဲအောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်တကယ်တော့အချက်ကငါတို့ကာဗွန်ဒိုင်အောက်ဆိုက်တိတ်ကမဲတဲ့ကြောင်းလေးစူးစမ်းမေးကဖျောက်လိုက်ငါကောင်းတဲ့ငါခန္ဓာကိုအိုးစားခွဲအောင်ရှောက်ရိုက်လမ်းနဲ့ရှောက်လိုက်တတိယစိတ်တွေဝင်နှောက်လိုက်တကယ်တော့အချက်ကငါတို့ကာဗွန်ဒိုင်အောက်ဆိုက်